စောရဲ့တရေကနာမည်ကြီးနေတယ်ဆိုလို့ဘာများလဲလို့စောကားမှာမဟုတ်တာစောကိုဇက်ပို့ပေးတဲ့တရုတ်ဆောင်တွေရတယ်ကိုရီးယားရဲ့နာမည်ကြီးဒိတ်ကျဲတရုတ်ဆောင်တွေကြီးပဲတရေကအပနေတဲ့ကားဆိုတော့ဇလန်းအေးကြီးပဲတိတ်ကြောက်ဖို့မကောင်းတော့ဘူးလို့ထင်ခဲ့တာဟုတ်တယ်အစပိုင်းတော့အေးပဲနောက်ပိုင်းမှာကြက်သိန်းတွေတဖြင်းဖြင်းထားပြီးတော့အသက်ရှူဖို့ပါမေ့နေတာသားကြီးရေဇလန်းအပြီး review ထိုင်ပြောတော့မှပဲတပြင်းချရတယ်ဇလန်ရဲ့ budget လည်းမေးလိုက်အောင်ကိုရီးယားဝမ်81 ဘီလီယံဒေါ်လာနဲ့ဆိုရင်3.9 မီလီယံဒေါ်လာတရေကားတကားကြောက်ဖို့ကောင်းဖို့ဆိုတာကိုယ့်ရဲ့ကိုးကွယ်ယုံကြည်မှုနဲ့လည်းဆိုင်တယ်ဒီကားကြတော့မင်းဘာလို့ပဲယုံကြည်ကိုးကွယ်ဇလန်ကဇက်ရှိန်နဲ့စီမျောသွားပြီးတော့အမြင့်ထီကိုခေါ်ဆောင်သွားနိုင်တယ်ဇက်ကားလေးရဲ့နာမည်က Dark Nuns အသစ်ဆက်ထွက်ထားတဲ့ဟာလေးပဲအခုမချိဖြစ်သေးရင်တော့share ထားလိုက်တရေကားကောင်းကောင်းငတ်နေတယ်ဆိုရင်တော့အချိန်စောင့်မနေနဲ့တော့သွားကြည့်လိုက်တော့လေ